ဆိုရင်တော့ကျွန်တော်တို့နည်းနည်းလောက်ပတ်ပြီးတော့ငေးလိုက်ပါအောင်မယ်ဟုတ်မိမလာပြီခုတော့နိုင်ဆိုင်ရှိရောက်နေပါတယ်နိုင်လေးကြည့်လိုက်ပါအောင်မယ်ဟုတ်ကဲ့ကျွန်တော်တို့ဟိတ်ရှာမယ်ဆိုရင်ပေါ့နော်ဒီလိုလမ်းညွှန်ဆိုင်ပုံလေးရှိပါတယ်အဲ့လမ်းညွှန်ဆိုင်ပုံလေးတွေရှာလို့ရပါတယ်ကျွန်တော်တို့အခုက E lane ကိုသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာယထာရှိမှာပဲဖြစ်ပါတယ်အခုယထာရောက်ပါပြီအဲ့ဆိုကျွန်တော်သွားလိုက်ပါအောင်မယ်